အတွက်ကိုဟာအာကိုရဖြစ်ခြင်းနဲ့ဆိုရင်ဘလို့လုပ်ရမလဲဆိုတော့တဲ့အတ္တနာဟိသုဒ္ဓံတေနမိမိဒီသာလဲမိမိကိုယ်ကိုကောင်းစွာဆုံးမမှဒုံလပံရနိုင်ခဲ့တဲ့နာထံတကယ်အာကိုရအစစ်ကိုလဘတိရနိုင်မယ်တဲ့အဲ့ဒါအဖြေပဲကိုဟာကိုအတွက်အာကိုရလို့သိပြီးတဲ့နောက်အာကိုရရှာတော့မယ်ဆိုရင်ဘလို့လုပ်ရမှာတော့ကိုကောင်းကောင်းဆုံးမရမယ်တဲ့ဟုတ်ရလားကိုဆုံးမမှအာကိုရအစစ်အမှန်ကိုရမှာဒီနေရာမှာပိဿပေါင်းသူတော်ကောင်းတို့ဒီစကားကအင်မတန်ကျေပြတ်နေတာကိုဆုံးမမှအာကိုရအစစ်မှန်ရမယ်ဆိုတဲ့နေရာမှာဆိုကြပါစို့ပညာရေးကြိုးစားတဲ့လူကိုမဆုံးမပဲနဲ့ပညာရေးအထက်တန်းမရောက်နိုင်ဘူးဟုတ်ရလားစီးပွားရေးကြိုးစားတဲ့လူကိုမဆုံးမပဲနဲ့သူလိုချင်တဲ့စီးပွားရေးမရနိုင်ဘူးဆုံးမခြင်းကနေကင်းပြီးတော့ဘာကောင်းကျိုးချမ်းသာမှမရနိုင်ဘူးဟုတ်ရလားအဲ့တော့ဒီနေရာမှာဦးဇင်းတို့တဲ့ပြောရရင်တော့ကိုဆုံးမတယ်ဆိုတဲ့နေရာမှာအနှစ်ချုပ်ပြောရရင်ဒါနဖြစ်အောင်ဆုံးမနိုင်ရမယ်ကိုသီလဖြစ်အောင်ဆုံးမနိုင်ရမယ်ဘာဝနာဖြစ်အောင်ဆုံးမနိုင်ရမယ်ဒါနကောင်းမှုတစ်ခုဖြစ်တယ်ဆိုတာကိုဆုံးမနိုင်လို့ဖြစ်တာဒကာမတို့ဦးဇင်းတို့ရဲ့ပင်ကိုယ်စိတ်ကရိုင်းနေဗျရိုင်းလို့မို့ဆုံးမရမယ်လို့ပြောတာဆိုကြပါစို့မြင်းလိမ္မာတွေဆင်လိမ္မာတွေဟာမွေးတွေကစလိမ္မာတာလားမဟုတ်ဘူးသူတို့ကိုဆင်ဦးစီးတို့မြင်းကိုဆုံးမတတ်တဲ့လူတို့ကလိမ္မာခြင်းကြီးအောင်ဆုံးမထားတာအဲ့ဒီမှာသူတို့ကခိုင်းတာကိုလုံနိုင်တယ်အကျိုးရှိတာကိုလုံနိုင်တယ်အည်အသွေးရှိတဲ့ဆင့်ကိုရောက်တယ်မူရင်းအခြေအနေကသူတို့ဟာရိုင်းဆိုင်တဲ့အခြေအနေမှာပဲရှိတယ်အဲ့ဒါလိုပဲဒကာမတို့ဦးဇင်းတို့ရဲ့စိတ်ဟာပင်ကိုယ်အခြေအနေကရိုင်းဆိုင်တဲ့သဘောရှိတယ်အဲ့ဒါကိုဒါနဖြစ်အောင်ယဉ်ကျေးသွားအောင်ဆုံးမရမယ်ပထမအဆင့်ဘာတွေနဲ့ရိုင်းနေလဲဆိုတော့မစ္စရိယဆိုတဲ့ဝန်တုံမှုနဲ့ရိုင်းနေငါဟာလို့အမြဲတမ်းသိမ့်ပိုက်ခြင်းနဲ့တမယိုးကြစိတ်အစုံစိတ်ပေါ့နော်အဲ့ဒီလောဘနဲ့ရိုင်းနေဒကာမတို့ဦးဇင်းတို့ရဲ့စိတ်ကဟုတ်လားအဲ့ဒါကိုသူတော်ကောင်းကြီးတို့ရဲ့စကားတော်ကိုနားထောင်ပြီးတော့ယုံကြည်မှုတတ္တတရားသိမြင်နားလည်မှုပညာတရားဥသိပြီးတော့အမြဲတမ်းငါဟာလို့လှုပ်ချင်နေရင်တော့ကောင်းမှာမဟုတ်ဘူးအမြဲတမ်းဝင်တိုးနေလို့လည်းကောင်းမှာမဟုတ်ဘူးဒါကြောင့်ကိုယ်ပိုင်တာလေးတွေကိုသူများကိုခွဲဝေပေးမှမျှတစိတ်ရှိမှပေးခြင်းကမ်းခြင်းတဲ့စိတ်ကလေးရှိမှဒါနကောင်းမှုကလေးပြုမှငါတို့အာကိုရရလိမ့်မယ်လို့ကိုကောင်းကောင်းဆုံးမပြီးတော့ကြိုးစားမှဒါနကောင်းမှုဆိုတာရတာဟုတ်ရဲ့လားပိဋကရေမဆုံးမပဲနဲ့ဒါနကောင်းမှုဆိုတာအလိုလိုဖြစ်သလား